တရားတဘာဝရှုခင်တောတောင်ရင်းမြေတွေကိုသဘောကျတဲ့လူတယောက်ဆိုရင်ဒီဝီဒီယိုကိုအဆုံးထိကြည့်ဖို့အတွက် recommend လုပ်ချင်ပါတယ်။ကျမတို့အိမ်ကနေလမ်းလျှောက်သွားမယ်ဆိုရင်နိုင်ဝက်အောင်လမ်းလျှောက်ရပါတယ်။ Orange stampiati. လမ်းလျှောက်လာကြပြီဖြစ်တဲ့ကျမတို့တော့အရန်ကို challenge ဖြစ်ပါတယ်။ဒီတောင်ပေါ်ကျော်လိုက်ရင်တော့ခြံရောက်ပါပြီ။ခြံရောက်ရင်တော့ view က share ပဲဒီလိုမျိုးပဲအေးချမ်းချမ်းလေး peaceful ဖြစ်တယ်ပေါ့နော်ပြီးရင်ကျမတို့ခဏနားတယ်ခဏနားပြီးတော့ကျမတို့ချက်စားရမယ်မြေမျိုးတွေအကုန်လုံးပေါ့နော်တစ်ခုပြီးတစ်ခုအရှင်မလေးတွေစာပြီးချက်ပြုတ်တယ်ပေါ့နော်ကျမကတော့ဒီဖက်တော်ယူမှာဖြစ်ပါတယ်ဒီပေမမြေစင်းမမြေအရင်လေးနဲ့ကျမလူချင်းနဲ့ဖက်မရခဲ့ပါဘူးအဲကြောင့်နည်းနည်းနုလေးဖက်ပဲယူလာခဲ့ပါတယ်တုံးလို့အဆင်ပြေမိဟာပေါ့နော်ပြီးရင်ကျမတို့ဒီသူမိတ်ခဲ့တယ်ပေါ့နော်သူယူလာဖို့ကိုမိတ်ခဲ့ပါတယ်မမေ့ရင်နေနိုင်ပါဘူး trip တစ်ခုခုလုပ်မယ်ဆိုရင်အမြဲပစ္စည်းတစ်ခုကမိတ်တတ်ပါတယ်အဲကြောင့်ကိုယ်တိုင်ပဲဒီသူလုပ်လိုက်တယ်ပေါ့နော်ပြီးရင်ဒီခြံမှာအခုတော့နနက်တီးတွေအများကြီးပဲနနက်တီးတော့မမေ့သေးဘူးဒါမှမဟုတ်ကိုကတခြားနေရာမှာဒါမတော်ရင်မတော်မှာပေါ့နော်ဒီလိုမျိုးတိုးရပါတယ်တွားပြီးဆိုရင် survival skill ကအလုံးဝအပြည့်ပါပဲ Nang ha. စားပြီးတော့ကျမတို့တနာကြီးလောက်ပေါ့နော်တရားလုံးကိုပတ်ပြီးတော့တင်အုပ်ပါတယ်ဒီလိုမျိုးအရန်လာပါတဲ့တဘာဝတရားတို့ခန်းစားခွင့်ရအရောဖျားရှင်ရဲ့ကောင်းချီးစွာပေါ့နော် topic တွေအကုန်စုံပြီးတော့ပြောစရာမရှိတော့တဲ့အချိန်မှာကျမတို့ပြန်ပါမရှင်Okay ကျမတို့အိမ်မြောက်ခင်လေးမှာအရန်ကိုလာတဲ့ချောင်းတစ်ခုမှာရေဝင်ချပါလို့ရှင်ဒါအိမ်ပြန်လန်း view ပါဒီလိုပဲအရန်ကိုအေးချမ်းတယ်ပေါ့နော်ကျမဒီနေရာမှာပဲဒီလိုပဲနေချင်တယ်ဒါမျိုးမရပါဘူးပေါ့နော်ကျမကိုယ်တိုင်တော့မှဒီမှာနေရအရင်ကြာပြီပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလာတဲ့ချောင်းမျိုးတစ်ခါမှမရောက်ဘူးပါဘူးနော်ဒါလူတူရောက်နေရှားတယ်ပေါ့နော်ဒါပေမဲ့အရန်ကိုပြောဆက်အောင်ပါတယ်ရေရောနည်းနည်းနစ်ပါတယ်ဒါပေမဲ့အားလုံးကရေကူးတတ်တယ်ပေါ့နော်ကျမတို့ပြောမှာဆိုရင်အဆုံးထိကြည့်ပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ